အမျက်စိနဲ့ကိုလည်းတက်အပ်ကြီးကိုမြင်ခဲ့တာကဲခေးမာလေးမာလေးရှုပ်ချက်ဒီခါနေတာဘာဖြစ်လို့ဒါတွေအဲ့လိုတော့ပွားနေရလဲမသိညီပါဦးဟဲ့ငါပတ်စံနေရောဟာဒီမှာတက်တာလေအထုတ်လိုက်တိုင်းငါပတ်စံနေရောအများကြီးပဲလေငါပတ်စံနေရောငါစုတာပတ်စံနေရောငါညီမလေးတို့လေပတ်စံနေပြောင်းသွားပြီလေဟာဖေးပေါ်ရပတ်စံနေအများကြီးပဲဘေးသွားပြီလေငါပတ်စံနေဟာစာကလေးကလည်းပြန်မလာသေးငါလုံးဝပြောင်းနေပြီဒီကလေးမလေးကလည်းဒီမှာမင်းကြည့်ရုံပဲငါပတ်စံနေပြောင်းသွားပြီလေအဲ့လိုစာကလေးကလည်းငါလုံးဝပြောင်းနေပြီသူကလည်းပြန်မလာသေးပတ်စံမြောင်းကြီးခရီးရောက်လာတယ်ဟဲ့စာကလေးငါလေးပြန်လာနောက်ကြရနော်ပြန်လာတော့ကြာရဖြစ်တယ်တူကရေးကြည့်တာလုံနေရ အေးမညီမလေးလောင်းညီမခဏလောင်းဒီမှာထိုင်ညီမလေးထိုင် ဘာဖြစ်လို့လဲပြောမြင် မမေးစရာရှိလို့ညီမလေးဟောဒီဘုံလေးကပတ်စံနေတွေ့မိသေးလား မတွေ့မိပါဘူးဘာပတ်စံနေတာပြောနေရလဲမသိဘူးတွေ့မိဘူး ကျွတ်လေးနဲ့လေမထုတ်တာလေမထုတ်တာညီမလေး မတွေ့မိပါဘာပတ်စံမပတ်စံကိုင်လည်းမချိလည်းမချိဘူး အေးပါအဲ့ဒါဆိုလည်းတော်တော့နော် နားမှာကိုယ် စောင်းလေးရလို့အဲ့ဆိုတော့ပတ်စံနေပဲခွာလေလို့ညီမတို့ဆူတာလေပတ်စံနေရတီတီဘာဖြစ်လို့လဲနေမကောင်းလို့လားမျက်နှာတမမတွေ့နေမှာဖြစ်နေရ ကောင်းပါရဲ့ဟာ အဲ့ဒါဘာဖြစ်နေရလဲမျက်နှာလည်းမကောင်းပါလား ဟိုနေ့ကလေငါညီမလေးတွေစက်ကြွယ်ပြဖို့ဆိုပြီးပတ်စံဆူတာ အေးအဲ့ဒါဘာဖြစ်လို့ အဲ့တော့ငါပြင်သွားချင်မရှိတော့ဘူး ဟဲ့ အေးဟာ အထားမလားဒါမှမဟုတ်စားကလေးနဲ့ယူရတာတစ်ချက်မေးကြည့်အောင်လေ နေဘယ်လိုပြောလိုက်တာလဲငါညီမလေးအဲ့လိုမဟုတ်ဘူးဟာငါညီမလေးအရန်လိမ့်ပါနေမသိဘူးလားအဲ့ဒါကို တီတီနေငါ့ကိုမုန်းချင်တယ်မုန်းတော့ငါဟိုတနေ့ကအပြင်သွားတာငါတကယ်ချင်းရောက်လဲစုံခဲ့တယ်အဲ့ဒါပဲငါမျက်စိနဲ့ကိုလည်းတက်အပ်ကြီးကိုမြင်ခဲ့တာယုံနာမြုံနာနေပိုင်ယုံပြုံငါတော့သွားပြီ နင်းပြောသလိုမဖြစ်ပါစေနဲ့ အန်ခွဲမယ် ပါလမ်းခွဲမှာဟလား အေးဟုတ်တယ် ငါနေ့ကဆက်ဆက်ရအကုန်ဖြည့်ဆည်းပေးခဲ့ရလေငါကျူရှင်လာကရောလဲငါနေ့အကုန်ပေးခဲ့ရလေဟမ်နေ့မိသားစုစင်မပြေဘူးလို့နေ့ပါဇက်ကပြောတော့ငါနေ့အကုန်လိုက်ဖြည့်ဆည်းပေးခဲ့တယ်လေငါသက်စုတယ်ပတ်စံနေတော့ငါနေ့အကုန်ခိုးပေးခဲ့ရလေအဲ့နေ့ငါလမ်းခွဲမှာဟလားတော့ရုံမာတာ စားကလေးမင်းကငါညီမကိုတင်းနဲ့ရတော့ဗျဟာလာကဲလေ မသမီးဆိုဘောင်းတယ်လေ လူလေးကတိုင်းယေရနာတိုင်း